မြတ်စွာဘုရားသည်ဒေရဝင်ကျောင်းတော်၌တရင်သုံးနေစဉ်ကောသလမင်းကြီးစစ်သူကြီးနှစ်ယောက်သည်မသိမြတ်ကြပေတွေ့ရာနေရာမှာရန်ဖြစ်ကြသည်ကိုတမျိုးလုံးကသိ၏မင်းကြီးမှစာ၍မြည်သူမျှသူတို့နှစ်ဦးကိုသိမြတ်အောင်မလုံနိုင်ကြတနေ့တော့မြတ်စွာဘုရားသည်ဘိုးတောက်သောအခါကျွတ်ထိုက်သောတတဝါတို့ကိုကြည့်ရှုတော်မူလျင်ထိုစစ်သူကြီးနှစ်ယောက်ကိုမြင်တော်မူ၍စွန့်ခံချိန်တော်ကိုတော်တပါးတည်းစွန့်ခံကြတော်မူပြီးစစ်သူကြီးတယောက်၏အိရှိတော်ရတော်မူသည်စစ်သူကြီးသည်မြတ်စွာဘုရားကိုအိမ်မော်သို့ပင့်လေ၏မြတ်စွာဘုရားသည်စစ်သူကြီးအားမေတ္တာအကျိုးကိုဟောတော်မူ၍သစ္စာကိုပြတော်မူသောအဆုံးတော်သောတာပတ္တိဖို့၌တည်လေသည်မြတ်စွာဘုရားသည်သောတာပန်တည်ပြီးသောစစ်သူကြီးအားတပိတ်ကိုထမ်းစီလျက်အခြားစစ်သူကြီးအိရှိတော်ရပြန်၏ထိုစစ်သူကြီးလည်းမြတ်စွာဘုရားကိုအိမ်မော်သို့ပင့်ပြန်၏မြတ်စွာဘုရားသည်ရှေးနီးတူဟောကြားတော်မူပြန်လျင်ထိုအမလဲသောတာပတ္တိဖို့၌တည်ပြန်သည်စစ်သူကြီးနှစ်ယောက်တို့သည်အပြတ်အလှန်ဝန်ချတောင်းပန်ကြသည်ထိုအကြောင်းနှင့်ဆက်လင်း၍မြတ်စွာဘုရားကဒီအခါကလည်းတင့်မြတ်ရန်တောင်းရွက်ပေးခဲ့ဘူးပြီဟုအတိတ်စကြောင်းကိုဟောကြားတော်မူသည်ဗာရဏသီပြည်၌ရပတမင်းစိုးစံစဉ်ဘုရားလောင်းသည်ရသိဖြစ်၍မြစ်ကမ်းနှားတော်နေသည်ဗာရဏသီမြို့တွင်ထိုအချိန်ကနက္ခတ်တပင်ပွဲကြီးကျင်းပလျက်ရှိသည်နတ်နဂါဂလုံတို့ပါလူရောင်ဖန်ဆင်း၍လာကြသည်ထိုပွဲတော်ဂလုံသည်နဂါ၏ပခုံးမော်တော်အမှတ်တမဲ့လက်တင်လျက်ကြည်နေ၏ဂလုံကနဂါမှန်တိလေတော်သည်နဂါကလည်းဂလုံမှန်တိသောအခါမြို့မှထွက်၍မြစ်စိတ်သို့ရေးလေတော်သည်ကိုအချိန်၌ဖျားလောင်းသည်မြစ်စိတ်တော်ရေချိုးဆင်းနေသည်အကားသည်ဗရမများလုံးတရံဖန်ဆင်းကတင်ငန်းချားတော်ဝင်နေသည်ဂလုံသည်တင်ငန်းကိုယူသေး၍မဖမ်းသေးပဲရသိအားအရှင်ရသိနဂါသည်ဗရမများလုံးဟန်ဖန်ဆင်းကတင်ငန်းချားတော်ဝင်နေပါသည်အစနုတ်သည်အရှင်ဖယားတို့၏မြတ်သောအစင်းတော်ကိုယူသည်ခြင်းကြောင့်နဂါကိုစားလောင်လျက်မစားဝမှာတင်ငန်းတော်ကိုယူပါလော့နဂါကိုစားပါမည်ဟုလျှောက်ထား၏တို့အခါရသေးသည်ရေ၌နေလျက်ပင်ဂလုံမင်းအားအိုဂလုံမင်းသင်သည်မြတ်သောယဟန်ကိုပူဇော်ခြင်းဖြင့်နဂါကိုစားလိုလျက်မစားသောသင်သည်ယမမင်းဆောက်ရှောက်၏အသက်ရှိပါစေသင်အတွက်နတ်တုတ်ထားရနိုင်ပါစေဟုမေတ္တာပို့ဆုပေးကရေထဲမှတက်၍ဂလုံနှင့်နဂါနှစ်ဦးစလုံးကိုစောင်းတော်သူဟောကမေတ္တာဘာဝနာ၏အကျိုးကိုဟောကြားသဖြင့်ဂလုံနှင့်နဂါတို့သည်ညီညွတ်ချစ်ခင်သွားကြလေသည်သပေါင်းသောနဂါနှင့်ဂလုံသည်စစ်သူကြီးနှစ်ယောက်ရသေးသည်ငါဖျားဖြစ်လာ၏ဟုဇတ်တော်ကိုပေါင်းသည်နောက်ထပ်ဗီဒီယိုအသစ်တင်နိုင်သိအောင်ဒီ channel လေးကို subscribe လုပ်ပြီးအားပေးခဲ့ဖို့ဖိတ်ခေါ်ပါရရှင်